အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီတစ်ခေါက်မှာမိတ်ဆက်ပေးမယ် channel လေးကတော့ကလောမျိုးနိပယာကြီးအနီးမှာတရှိတဲ့ဒီကွက်လေးတစ်ကွက်နဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီကွက်လေးကတော့အခုမြင်နေရတဲ့အရှိရာခြံကွက်လေးပဲဖြစ်ပါတယ်အခုမြင်နေရတဲ့လမ်းမကြီးကတော့ဒါနိပယာသွားတဲ့မိန်းလမ်းမကြီးပဲဖြစ်ပါတယ်အရှိမလည်းကဖေးကလောဆိုတဲ့ coffee ဆိုင်လေးကအနီးနားမှာတရှိပါတယ်ခြံကွက်လေးကတော့လမ်းမမေးတင်မှာတရှိရတဲ့အတွက်နေရာကွက်ကွင်းကောင်းပါတယ်စီးပွားရေးလုပ်မဲ့သူများတော့လည်းအရန်ဆင်ပြေပါတယ်ခြံကွက်လေးရဲ့ဒီမျက်နှာပွင့်အကျယ်လေးကတော့မျက်နှာစာ28ပေရှိပါမယ်ဗျနောက်ပိတ်က32ပေရှိပါမယ်အရှေ့နောက်55ပေအကျယ်မှာရှိပါမယ်မြို့မြေ105ဖြစ်ပါတယ်ခြံလေးကသူကလမ်းတောင်းကွက်လေးလည်းဖြစ်မယ်ခင်ဗျလမ်းတလန်းလေးရလည်းကဲ့ရက်မှာရှိပါတယ်ခြံစည်းကိုခတ်ထားပြီးသားပါနေရာအရန်ကောင်းပါတယ်ခြံလေးရဲ့ကျွန်တော်အပေါ်စီးကနေ view လေးကိုတစ်ချက်ရိုက်ပြပေးမယ်ခင်ဗျဒါလေးကတော့ကျွန်တော်တို့ခြံရဲ့အရှိအပေါ်ကနေမြင်ရမယ် view လေးပါအရန်လာပါတယ် view လေးကတော့ဒါတော့ဒီပြသွားတဲ့လမ်းမကြီးပါခြံမြေပြင်ချားလေးကလည်းလမ်းရဲ့အမြင့်ပိုင်းမှာရှိတဲ့ကိုရမ်းစီပြပါတယ်ဒါကတော့ခြံထဲမြေပြင်အနေထားလေးဖြစ်ပါခင်ဗျဟုတ်ကဲ့ဒါလေးကတော့ခြံရဲ့အပေါ်စီးကနေမြင်ရမယ်တောင်တန်း view လေးတွေဖြစ်ပါတယ်ခင်ဗျဟုတ်ဒီ channel လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မိတ်မနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်